အားလုံးပဲမင်္ဂလာပါအတူတကွဆင်ရှင်နိုင်ဖို့ရန်ရွေးချယ်ထားတဲ့ကြံပိတ်လေးကိုဖတ်ရှုလိုပါတယ်ရေစကြည်လနဂတိကျမ်းအခန်း18အငယ်31တင်တို့ပြုသမျှသောလူကျူးခြင်းအမှုတို့ကိုစွန့်ပစ်၍အတစ်သောနှလုံးအတစ်သောစိတ်တဘောကိုပြင်ဆင်ကြလော့အိုဣတိလအမျိုးသားတို့အမျိုးတင်တို့သည်အဘယ်ကြောင့်အတေတက်ရှင်းကိုခံလိုတနည်းဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အသက်တာကိုဆင်ခြင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်ဒေသနာရဲ့ခေါင်းစဉ်ကိုတော့အတစ်သောနှလုံးဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ဒီကြမ်းမိုက်လေးမှာဣတိလလူမျိုးများလွန်ကျူးသောအပြစ်ကိုစွန့်ပစ်ခိုင်းတာဖြစ်တယ်မစွန့်ပစ်ရတော့ဖျားသခင်ရဲ့စီရင်ခြင်းလာမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပရောဖက်ယေဇကျေလအဖြစ်အမိတ်ပေးတွင်တင်ထားတဲ့အကြောင်းအရာလေးဖြစ်တယ်ဣတိလလူမျိုးများရဲ့အသက်တာမှာဖျားရှင်ရဲ့ဂရုဏာကျေးဇူးပြုခြင်းကိုအစဉ်ခံစားရတော့လေနေ့စဉ်အသက်ရှင်မှုမှာဖျားရှိမှအစဉ်လွန်ကျူးနေကြခြင်းဖြစ်တယ်။အဲ့ဒီလွန်ကျူးခြင်းရဲ့အဓိကအကြောင်းရင်းသည်နှလုံးသားကိုအသစ်မဖြစ်စေသောကြောင့်ဖြစ်တယ်။နှလုံးသားအသစ်မဖြစ်သမျှကာလပတ်လုံးလွန်ကျူးခြင်းသည်နေ့ရက်အစဉ်လွန်ကျူးနေအောင်မှာဖြစ်တယ်။ဒါကြောင့်ယေရှုလအနာဂတိကျမ်းအခန်းကြီး36အငယ်26မှာစိတ်နှလုံးအသစ်ကိုငါပေးမည်။သဘောတစ်ကိုတွင်းထားမည်ဆိုပြီးတော့ဖော်ပြထားတာဖြစ်တယ်။အဲ့ဒီဣတိလလူမျိုးများကိုပေးသောနှလုံးသစ်ကိုယနေ့ယုံကြည်သူများသည်ခရစ်တော်အတေခံပေးခဲ့ခြင်းအဖြစ်ယုံကြည်လက်ခံသောသူတိုင်းသည်ခရစ်တော်အဖြစ်ရရှိစေတာဖြစ်တယ်။ဒါကြောင့်ခရစ်တော်ကိုယုံကြည်လက်ခံသောသူများသည်အတစ်တော်နှလုံးသားပိုင်ရှင်များဖြစ်သောကြောင့်အတစ်တော်သဘောထားများရှိကာပြောင်းလဲလာစေတာဖြစ်တယ်။ဒီအကြောင်းအရာမှာတမန်တော်ရှင်ပေါလုရဲ့အသက်တာကိုကြည့်ရင်ကြည်ချင်းအဖြစ်မြင်တွေ့စေတာဖြစ်တယ်။တမန်တော်ရှင်ပေါလုရဲ့အသက်တာကိုလေ့လာကြည့်ရင်ပထမပိုင်းအသက်တာသည်ပြည့်ညတ်တရားကိုကျင့်သောလူကောင်းအသက်တာကိုမြင်တွေ့ရတာဖြစ်တယ်။လွန်ကျူးခြင်းအပြစ်မလုံးမိစေဖို့ရန်ကြိုးစားပြီးအသက်ရှင်နေပေမဲ့လွန်ကျူးခြင်းအပြစ်ကိုနေ့စဉ်လှုပ်ဆောင်နေခြင်းသည်နှလုံးသားအသစ်မဖြစ်သေးလို့ဖြစ်တယ်။ဒါကြောင့်မိမိရဲ့ဘာသာတရားဘက်မှာစိတ်အားကြီးပြီးစန့်ကျင်ဘက်ခရိယန်တွေနဲ့တွေ့တဲ့အခါသူ့ရဲ့ကြိုးစားထိန်းချုပ်ထားတဲ့နှလုံးသည်မခံရနိုင်ပဲခရိယန်မှန်သမျှတုတ်တင်ရှင်းလင်းကနေ့စဉ်နဲ့အမျှလွန်ကျူးစေခဲ့တာဖြစ်တယ်။ဒါပေမဲ့ခရစ်တော်နဲ့တွေ့တဲ့အခါပြောင်းလဲသွားပြီးအတစ်တော်နှလုံးသားကိုရရှိသွားကသဘောထားလဲပြောင်းလဲစေခဲ့တာဖြစ်တယ်။ကျွန်ုပ်တို့ရဲ့အသက်တာမှာလဲခရစ်တော်နဲ့တွေ့ဖို့ရန်ဖျားအလိုရှိတာဖြစ်တယ်။အဲ့ဒါမှသာနှလုံးသားအသစ်ကိုရရှိစေတာဖြစ်တယ်။အဲ့ဒါမှသာကျွန်ုပ်တို့ရဲ့သဘောတည်ပြောင်းလဲသွားပြီးအရာအလုံးပြောင်းလဲလာမှာဖြစ်တယ်။ကျွန်ုပ်တို့ရဲ့သဘောမပြောင်းဘူးဆိုရင်အရာအလုံးတည်လဲပြောင်းလဲလာနိုင်စရာအကြောင်းမရှိဘူး။အဲ့ဒီသဘောပြောင်းလဲလာရန်တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့မဆမှုလိုအပ်တာဖြစ်တယ်။တန်ရှင်းသောဝိညာဉ်တော်ဖျားမဆမှုမပါရင်အဟောင်းအတိုင်းပဲဖြစ်နေအောင်မှာဖြစ်တယ်ခရစ်တော်သည်ကျွန်ုပ်တို့အကျင့်အလုံးကိုပြောင်းလဲပေးတဲ့ဖခင်မဟုတ်ဘူးကျွန်ုပ်တို့ရဲ့နှလုံးသားကိုသာပြောင်းလဲပေးလိုက်တာဖြစ်တယ်အဲ့ဒါမှသာကျွန်ုပ်တို့ရဲ့သဘောတည်လဲအတစ်တော်သဘောရှိလာတာကြောင့်ကျွန်ုပ်တို့ရဲ့အကျင့်ဟောင်းတွေအလုံးပြောင်းလဲကုန်တာဖြစ်တယ်အဲ့ဒါကိုခရစ်တော်၌လူသစ်ဖြစ်ခြင်းလို့ခေါ်တာဖြစ်တယ်ဒါကြောင့်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်7မှာတမန်တော်ရှင်ပေါလုကသူ့ရဲ့အသက်တာခရစ်တော်၌အသစ်ဖြစ်တဲ့ကဲ့သို့တခြားသောသူများကိုလည်းပြောင်းလဲစေခြင်းလို့တုံ့တင်ခဲ့တာဖြစ်တယ်ကျွန်ုပ်တို့ရဲ့အသက်တာမှာကောခရစ်တော်၌သဘောတစ်ကိုရပြီလားဆိုတာပြန်လေဆန်းစစ်စေခြင်းတယ်ဣတိလလူမျိုးများရဲ့အသက်တာမှာလုံကျူးခြင်းအပြစ်တွေကိုစွန့်ပေးပြီးအတစ်တော်နှလုံးအတစ်တော်သဘောရှိဖို့ရန်ဘုရားအလိုရှိတာဖြစ်တယ်ဆက်လက်လွန်ကျူးနေရင်တော့ဘုရားသခင်ရဲ့စီရင်ခြင်းရောက်ရှိလာမှာဖြစ်တယ်။ဒါကြောင့်ချစ်တော်မိသားစုများဣတေလလူမျိုးများကဲ့သို့နှလုံးသားအသစ်မဖြစ်ပဲလွန်ကျူးသွားသူဖြစ်နေအောင်မယ်မဖြစ်ပဲတမန်တော်ရှင်ပေါလုကဲ့သို့ခရစ်တော်အဖြစ်ရရှိတဲ့နှလုံးသစ်ကိုရရှိပိုင်ဆိုင်ခြင်းနဲ့အတူသဘောတည်းအဖြစ်ပြောင်းလဲပြီးဖျားဘုန်းတော်ထင်ရှားနိုင်သောသူများဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းနှိုးဆော်ခွန်အားပေးလိုက်တယ်အားလုံးပေါ်ဖျားကောင်းကြီးပေးပါစေ